ကဘာကြီးရဲ့ကနဦးစားမှာတော့အမောင်သူ့ဟာတည်ရှိခဲ့ပြီးဇာဆိုရဲ့နတ်ဆိုတာလူတွေကိုဖိနှိပ်ကြီးဆိုပါတယ်။ဇာဟာမြေရလောကအရှင်းသခင်ဖြစ်ပြီးရက်ဆက်ကြမ်းကြုတ်လာပါတယ်။ဒါမဲ့လည်းအမောင်ရှိရင်အလင်းရှိရဆိုတဲ့အတိုင်းနတ်ဖျားသားကိုကင်ဆောင်သူခရင်းဆိုတဲ့သူရဲ့ကောင်ထွက်ပေါ်လာပါတယ်။သူထွက်ပေါ်လာတာနဲ့ဖိနှိပ်ခံလူသားအလုံးကလွတ်မြောက်ကုန်ပါတယ်။သူရဲ့ကောင်ဆိုတဲ့အတိုင်းနတ်ဆိုးကိုနတ်ဖျားသားနဲ့တုတ်တင်ပြီးအမောင်ဖြိုခွင်းလိုက်ပါတယ်။ဒါမဲ့အောင်ပွဲတစ်ခုရဲ့တန်ကြီးကကြီးမားလွန်းခဲ့ပြီးဇာရဲ့ဦးကျိုးကခရင်းရဲ့ရင်ဘတ်တက်ကိုထိုးဆိုင်သွားခဲ့ပါတယ်။9 ရက် 9 ညတိုင်းသွေးယူစီခဲ့ရပြီးယာချီရဲ့စစ်တီတော်တို့ကခရင်းရဲ့သွေးကိုတောက်သုံးကြပါတယ်။တောက်သုံးလိုက်တဲ့သူတိုင်းခွားတွေကိုတရားရှိခဲ့ကြပြီးနောက်ဆုံးတောက်ရတဲ့စစ်တီတယောက်ကတော့သွေးတစ်သက်တာတောက်ရကဘောပဲကြီးသွားခဲ့ပါတယ်။စစ်တီတော်အားလုံးခွားတွေရရှိပြီးနောက်ခရင်းကစိတ်ကျဉ်တဲ့မှုအပြည့်နဲ့ကိစ္စလျှော့သွားပါတယ်။အဲဒီစစ်တီတွေကတော့ဘာဘီရဲ့နေပဲဖြစ်ပါတယ်။တနည်းအားဖြင့်ခရင်းရဲ့သားတော်တွေလည်းခေါ်ဆိုပါတယ်။ဒီလိုနဲ့နှစ်ပေါင်းထောင်ကြီးကြာပြီးနောက်ခရင်းရဲ့သားတော်မျိုးဆက်တွေကကမ္ဘာပေါ်မှာအင်အားကြီးဆုံးလူသားမျိုးနွယ်တွေနဲ့ထင်ရှားကြကြပါတယ်။စီလုံးပတ်ရှင်စာနေခဲ့ကြပြီးဘာဘာတို့အုပ်စုဦးဆောင်သူကတော့ခြေနဲ့ဖက်မတန်ဆန်းရမယ်ကျန်းနေတဲ့ဟာမတ်ဖြစ်ပါတယ်။ဘာဘီယန်ဆိုတဲ့အတိုင်းခွန်အားကိုပဲအသားပေးသူတွေဖြစ်ကြကညင်ရီတော်နှိပ်ပါကြပါတယ်။ဒါမဲ့လည်းညံကောင်းတဲ့သူတယောက်တော့ရှိပါတယ်။သူကတော့ဟာမတ်အတူရော်နယ်ပဲဖြစ်ပါတယ်။ရော်နယ်ကအခြားဘာဘီယန်နဲ့မတူပဲလက်မောင်းပလူကိုခြေတလုံးစမောက်တာလောက်ပဲရှိတဲ့ဘာဘီယန်တယောက်ဖြစ်ပါတယ်။သူတစ်စက်နဲ့ကြည်နဲ့ခဲ့ရတဲ့ဘောကြီးဘာဘီယန်မျိုးဆက်လည်းဖြစ်ပါတယ်။ဟာမတ်ကတော့တူတူလေးခွန်အားကြီးလာဖို့လေ့ကျင့်ပေးမိမယ်လေရော်နယ်စူးစမ်းလိုက်တိုင်းတလွဲတွေပဲဖြစ်ခဲ့ရပါတယ်။တဆွေလုံးတစ်မျိုးလုံးကခွန်အားတွေကြီးလာပြီးတိုက်ခိုက်ဖို့ပဲစဉ်းစားနေကြတာကိုရော်နယ်ကတော့သဘောမတွေ့နေပါဘူး။အဲ့ကိစ္စနဲ့ပတ်သက်ပြီးတူကြီးနှစ်ယောက်ကတော့အမြဲစကားများလေးရှိပါတယ်။တနေ့တော့ဘာဘီယန်တို့စကန်စီလှဲကလေးတစ်စီးကတရွရွနဲ့ချိန်ကပ်လာနေပါတယ်။ကင်းဆောင်နေတဲ့ဘာဘီယန်တယောက်ကတော့ရော်နယ်ထက်အစတရာလောက်ကြီးရဲ့ဦးချိုကြီးကိုမှုတ်ပြီးရန်သူလာပြီးဆိုတော့တစ်မျိုးလုံးအချက်ပေးလိုက်ပါတယ်။အချက်ပေးတန်ကြရတဲ့အားလုံးကတက်တက်ကြွကြွနဲ့ခုခံမှုပြင်ဆင်ထားတာတွေကိုအစင်သင်းလုပ်ထားကြပါတယ်။တိုက်ခိုက်ဖို့အတွက်ဝမ်မန်သက်တာစောင့်နေချိန်မှာပဲလှဲကလေးကလည်းစကန်ရှိတက်ကြီးကိုစိုက်ကပ်လာပါတယ်။နောက်တော့အထက်ကနေဖရိုရီယန်ဆိုတဲ့ဇက်ဆရာတယောက်ထွက်လာပြီးဘာဘီယန်တို့ကိုနှုတ်ဆက်စကားဆိုပါတယ်။သူ့လဲမှာပါတဲ့တူရဲ့ပစ္စည်းတွေကိုထုတ်ပတ်လိုက်တော့အာဝါရဘာဘီယန်တို့ကလည်းတိုက်ခိုက်မယ်လို့တဲ့ချိန်မှာပဲရော်နယ်ကတော့ဇက်ဖက်ဘီသူတယောက်သက်ပဲဖြစ်ကြောင်းရှင်းပြမှာဟာမတ်လည်းအထက်ဝင်ခွင့်ပေးလိုက်ပါတယ်ဖရိုရီယန်စီမှာအားနေနှာဘူးကြဖို့ချောင်းနေတဲ့ယ်လီဘတ်ဆိုတဲ့တပည့်လေးတယောက်လည်းရှိပါတယ်ညဘက်တော့ဖရိုရီယန်နဲ့ယ်လီဘတ်တို့ကပါတီပွဲကျင်းပနေတဲ့ဘာဘီယန်တို့အတွက်ဂီတနဲ့ဖျော်ဖြေပေးနေပါတယ်အဲ့တဲ့အင်အားကြီးဆုံးဖြစ်တဲ့ကိုရက်ကတော့စော်လေးတွေကိုသူ့ရဲ့ကိုပြောက်စီလေးထုတ်ကြပြီးချွေနေပါတယ်ပျော်ပါနေရတဲ့ဘာဘီယန်တွေကိုစစ်တိုက်ဖို့အခြေအနေလာကြည့်ရသူကတော့မြင်းမောင်းရင်ကိုတင်ကိုရိုက်ပြီးသူ့ဖွဲ့စီပြလာပါတယ်ဘာဘီယန်တို့ကိုစစ်တိုက်ဖို့ကြံနေသူကတော့အမောင်ဘတ်ရှန်ကမင်းသားပေါက်ခဲ့တာဖြစ်ပြီးစစ်သူကြီးကတော့မင်းသားကိုသူမြင်ခဲ့ရတွေကိုတော်တော်ဦးတင်ပါတယ်အဲ့ချိန်ကင်းဆောင်နေတဲ့သူကတော့ဟာမတ်ဖြစ်ပြီးရော်နေယာအောက်မှာအနိုင်မဲကျင်းခံတယ်လို့သူ့ဦးလေးစားကင်းဆောင်ပေးဖို့တက်လာပါတယ်ဟာမတ်ကတော့ရန်သူလာရင်မှုတ်ရမယ့်ဦးချိုကြီးကကြီးလွန်းတော်မျိုးတူတူလေးမလုံးနိုင်ပါဘူးဆိုရိတ်နေပါတယ်ရော်နေကတော့သူတို့ကိုဘယ်သူမှလာမတိုက်တာနှစ်ပေါင်းရချီနေပြီမလို့မစိုးရိမ်ဖို့သာပြောပြီးသူ့ဦးလေးကိုပါတီစီသွားစေခဲ့ပါတယ်ဟာမတ်ကတော့စီကန်းဖြစ်တာမလို့ဦးကျုံမုံမျိုးသိပေးပြီးသူပြောတာတွေကိုမှတ်ထားဖို့မှာကဆင်းသွားခဲ့ပါတယ်လူနဲ့မကြခင်မှာပဲရော်နေယာရန်သူတွေချီတက်လာနေအောင်အပြူသားမြင်လိုက်ရပါတယ်အဲ့ဒါကတော့ဘော်ကေသားကကြီးမားတဲ့စစ်တပ်ကြီးဖြစ်ပြီးရော်နယ်ကတော့မြင်မြင်ချင်းမှမိသက်နေပြီးပြားရီခတ်နေပါတယ်။သူအော်နီယာကိုလည်းဘယ်သူမှမကြားနိုင်တာမျိုးဘေးကဦးချိုကြီးကိုမှုတ်ဖို့ကြိုးစားပါတယ်။ဒါမဲ့လည်းအားနေလုံးတာကြောင့်အတန်မထွက်လာပဲရင်ကောင်လေးပဲထွက်လာပါတယ်။လူနဲ့စစ်တပ်ကြီးကမီးလုံးတွေနဲ့ဘာဘီယန်တို့ခံတပ်ကိုထိုးစစ်ဆင်ပါတယ်။စချင်းမှာဘာဘီယန်တို့ကတော့မီးပန်းရင်ထင်နေကြပြီးနောက်မှအတိုက်ခံရမှန်းသိသွားပါတယ်။ခက်စစ်အတွက်ဘာမှပြင်ဆင်ထားမှုမရှိရကြောင်းအကုန်လုံးဗရန်ရိုက်ပြည့်စည်ကုန်ပြီးအာကြီးလာပါပြီဆိုတဲ့ဘာဘီယန်တို့လည်းတိုင်နေပတ်ကုန်ပါတယ်။ဘော်ကေဇာရဲ့တက်တို့ကတော့အေးစစ်စစ်လေးဖမ်းဆီးသွားခဲ့ကြပြီးဘာဘီယန်တို့ကစစ်ကိုအရှုံးကြီးရှုံးခဲ့ရပါတယ်။ဟာမတ်ကတော့သူ့လူတွေဖမ်းခံရချိန်ရော်နယ်ကိုလာဆူငေါက်နေခဲ့ပြီးနောက်ဆုံးမှာတော့မင်းသားဘော်ကေဇာရောက်လာပြီးဟာမတ်ကိုအညံ့ခံဖို့လာကန်လန်းပါတယ်။တမျိုးလုံးဖမ်းခါပြီးမဲ့ဟာမတ်ကတော့အရှုံးမပေးပဲဘော်ကေဇာကိုဓာတ်နဲ့ပြေခုတ်ပါတယ်။ဒါမဲ့လည်းဘော်ကေဇာရဲ့အင်ဂျီကဘယ်လက်နဲ့မှမတိုးအောင်မာကျော်လာတာမျိုးဓာတ်ပဲကျိုးသွားပါတယ်။နောက်ဆုံးမှာတော့ဘော်ကေဇာအရှုံးမပေးတဲ့ဟာမတ်ရင်ဝါကိုလက်နဲ့ထိုးဆိုင်ပလိုက်ပါတယ်။ဘော်ကေဇာရဲ့စစ်တပ်ကခရင်းရဲ့သားတော်တွေဖြစ်တဲ့ဘာဘီယန်တို့အားလုံးကိုဖမ်းခေါ်သွားခဲ့ကြပါတယ်။ကြီးမားလာတဲ့ကြွက်သားကြီးတွေအတွက်လက်ထိတ်တုံးတွေခြေထိတ်တုံးတွေခတ်ကြပေမဲ့စိုက်မတော်သူတယောက်ရှိပါတယ်။အဲ့ဒါကတော့ရော်နယ်ဖြစ်ပြီးလက်ထိတ်ဘလို့မှခတ်မရအောင်လို့စစ်သူကြီးကရော်နယ်ကိုတက်ပြီးထားခဲ့ဖို့သူ့လူတယောက်ကိုစိတ်ခိုင်းလိုက်ပါတယ်။စစ်တပ်ကြီးကဘာဘီယန်တို့ကိုဖမ်းဆီးပြီးထွက်သွားချိန်မှာပဲစစ်သားတယောက်ဟာရော်နယ်ကိုတက်ဖို့လုပ်နေပါတယ်။ဒါမဲ့လည်းဂျိုကြီးတဲ့ပိမ့်မိနေတဲ့လီဘတ်ကြောင့်ရော်နယ်ကအသက်ပေးရလွတ်မြောက်ခဲ့ပါတယ်။ရော်နယ်လည်းအတက်ငိန်နဲ့သူ့ဦးလေးစီသွားခဲ့ပြီးဟာမတ်ကတော့သူတို့ဘာဘီယန်မျိုးနဲ့ကိုကောက်ွယ်ဖို့အနောက်ဆုံးသောမလင်ချက်ရော်နယ်ဖြစ်ကြောင်းပြောပြပါတယ်။နောက်တော့နတ်ဝင်စစ်တီစီသွားပြီးအဖြေကိုရှာဖို့ပြောရဲအဲ့နိုင်ရဲ့အသက်ထွက်သွားခဲ့ပါတယ်။ရော်နယ်ကတော့သူ့လူတွေကိုပြန်လိုက်ရှာပြီးကယ်ဖို့လုပ်နေချိန်အပေါက်အမှာတော့အယ်လီဘတ်နဲ့တိုးပါတယ်။အယ်လီဘတ်ကတော့သူ့ကိုယ်သူမိတ်ဆက်ပြီးရော်နယ်နဲ့စွန်သားခန့်ကိုလိုက်မဲ့ကြောင်းပြောပြီးသဘောတူတူမတူတူလိုက်မယ်ဆိုပြီးအတင်းလိုက်လာပါတယ်။ရော်နယ်လည်းပြောမြရနဲ့ခေါ်လာခဲ့ရပြီးနတ်ဝင်စစ်တီစီသွားဖို့တောင်းတဲ့တစ်ခုပေါ်တက်လာပါတယ်။အထက်ရောက်တော့အိုမင်းနေဖြစ်တဲ့နတ်ဝင်စစ်တီကဝေးလျှော့နေရဖြစ်ပြီးသူ့အတွက်ဂူဝါကိုဆေးကြောပေးဖို့ရော်နယ်တို့ကိုစီခိုင်းပါတယ်။နောက်တော့မှရော်နယ်တို့ကိုဘော်ကေသာကြောင်းပြပြပါတယ်။ဘော်ကေဇာအမောင်အင်အားအကာအကွယ်နဲ့ကဘာပေါ်မှာဘယ်လက်နက်မှမတိုးတဲ့ဝတ်စုံဝတ်ဆင်လာတာဖြစ်ပြီးအဲ့ဒီဝတ်စုံအနိုင်နဲ့လက်နက်တစ်ခုပဲရှိကြောင်းရှင်းပြပါတယ်။အဲ့လက်နက်ကတော့ခရင်းကိုက်ဆောင်တဲ့နက်တာဖြစ်ပြီးရော်နယ်ကတော့ဓာတ်တကယ်ရှိရဲဆိုတော့မယုံကြည်ဘူးဖြစ်ပါတယ်။အဲ့ခါမှာနတ်ဝင်စစ်တီကခရင်းရဲ့ဓာတ်တော်ဖြစ်ပြီးခရင်းရဲ့ဓာတ်တော်ကဒဏ္ဍာရီလာဓာတ်လို့ပြောဒေါ်ရတွေထွက်ပြီးတရားတွေချနေပါတယ်။နောက်တော့အဲ့ဒါကနှလုံးသားထဲကလှလှလဲလဲရဲရင်သူပဲသုံးနိုင်မဲ့ကြောင်းပြောတော့ရော်နယ်ကပိုလို့တော့နောက်ဆုံးချင်းသိများသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့လူမျိုးအတွက်ရော်နယ်မှာရွေးချယ်စရာမရှိတော့ပါဘူး။
တစ်ဖက်ကဘာဗီယန်တို့ကတော့ဘော်ကယ်စာစီကန်းစီရောက်လာပါတယ်ဘော်ကယ်စာစီမှာမော်ဆရာတယောက်ရှိပြီးအဲ့ဒီမော်ဆရာလွန်ခဲ့သောနှစ်ပေါင်းထောင်ချီရာရှိခဲ့တဲ့နက်ဆိုးစာနဲ့ဘော်ကယ်စာကိုဆက်သွယ်ပေးနေရဖြစ်ပါတယ်ဇာပယ်လန်နိုးထားလာဖို့အတွက်ခရင်ရဲ့သားတော်ရဲ့သွေးကိုလိုတာဖြစ်ပြီးဘော်ကယ်စာကတော့ခရင်ရဲ့သားတော်တွေအားလုံးကိုဖမ်းခေါ်လာနိုင်ခဲ့ပြီဆိုပြီးပြောနေပါတယ်ဒါမဲ့လည်းတယောက်လို့နေရမျိုးဇာပြန်လည်နိုးထားမလာနိုင်သေးပဲဘော်ကယ်စာရဲ့ရဲမတ်တို့ကတဦးတီတော့ကြံခဲ့တဲ့ခရင်ရဲ့သားတော်ကိုလိုက်ရှာဖို့လုပ်ကြပါတယ်အဲ့ချိန်ရော်နယ်နဲ့အန်ဒီဘက်ကတော့နဝန်သက်စီကနေထွက်လာကြပြီဖြစ်ပြီးဘာလို့ဘာကရမလဲမသိဖြစ်နေပါတယ်ရော်နယ်ကတော့သူ့လူမျိုးကိုကဲရမှာမလို့တိုင်ပတ်နေပေမဲ့အယ်လီဘက်ကတော့စွတ်စားကန်းထွက်နေရပြီဆိုပြီးပြောရွှင်နေခဲ့ပါတယ်ဒီလိုပဲတချင်းလေးညင်းခီးလန်းလာရင်ဘာပဲရိုင်းနေအကြောင်းရေးထားတဲ့အပိုက်ပေါင်း2083ပိုက်ရှိတဲ့တချင်းလေးဆိုဖြစ်သွားခဲ့ပါတယ်ရော်နယ်ကခရင်ရဲ့ဓာတ်အကြောင်းပါလာတဲ့တချင်းကိုတတိထားမိသွားပြီးအပိုက်2083ပိုက်ထဲကခရင်တည်ဆုံးပြီးနောက်အပိုက်ကိုအယ်လီဘက်ကိုဆူခိုင်းပါတယ်တချင်းရဒါကလူတွေမိတ်ပေါ်သွားပြီဖြစ်တဲ့ခရရဲ့ပြောက်ကွက်နေတဲ့ဂူဘိတ်ဘက်မှာပဲဖြစ်ကြောင်းသိခဲ့ရပါတယ်။အဲဘိတ်မန်ကိုလက်တငယ်ကျွန်းမှာရှိတဲ့ဉာဏ်ပညာကျန်းစာအုပ်ထဲမှာပဲလက်ညွှန်ရှိကြောင်းသိလိုက်ရပြီးရော်နယ်တို့လည်းသွားမဲ့နေရာကိုသိသွားခဲ့ပါတယ်။မကြခင်မှာပဲအလောင်းတွေအပုံလိုက်ထက်လိုက်ကိုလမ်းမှာတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ရော်နယ်တို့လည်းပြေးဖို့ကြိုးစားနေချိန်မှာပဲပတ်စိန်လက်နောက်ကန်ဆွဲတဲ့မိမချင်းကြီးတယောက်ဟာနောက်ကနေထွက်လာပါတယ်။ရော်နယ်ကိုဖမ်းထားပြီးတတ်ဖို့လုပ်တဲ့ချိန်မှာပဲရော်နယ်ကတော့တီဗီနဲ့ကြုံရပြန်လို့ငိုနေပါတယ်။ငိုနေတဲ့ရော်နယ်ကိုမြင်တော့မိမချင်းကြီးလည်းတနာသွားပြီးရော်နယ်တို့ကိုထွက်တော့ခွင့်ပေးလိုက်ပါတယ်။အဲ့အချိန်မှာပဲဘယ်ရအားချောင်းနဲ့အယ်လီဘက်ကတော့ရော်နယ်ကသူ့လူတွေကိုကဲဖို့လူရန်တယောက်လိုနေကြောင်းမိန်းမချမ်းကြီးကိုမလိမ့်တဲ့ဘက်နဲ့အကူအညီတောင်းပါတယ်။နောက်တော့ဘာဘီယန်တွေကိုကဲရမှာဖြစ်ကြောင်းသိတော့မိန်းမချမ်းကြီးကသူ့ကိုယ်သူမိတ်ဆက်ပါတယ်။သူကဒိုင်းမျိုးစင်လူမျိုးစုကစန်ဒရာဖြစ်ပြီးသူကလည်းအကြောင်းတစ်ခုခုကြောင့်ဘာဘီယန်တွေကိုလိုက်ရှာနေဖြစ်ကြောင်းပြောပြပါတယ်။အရင်ဆုံးလမ်းပြလိုတာမဟုတ်လမ်းပြအောင်ရှာဖို့အနီးနားမျိုးတစ်မျိုးစီလမ်းလာပါတယ်။အရက်ဆက်တဲ့ဆိုင်ရဲ့ရှေ့ရောက်လာခဲ့ကြပြီးလူတယောက်ကနောက်ကျောင်းမှာဓာတ်လန့်အဆိုင်လိုက်နဲ့ထွက်လာပြီးရော်နယ်တို့ရှေ့မှာလာပေါက်နေပါတယ်။ဇန်ဒရာကတော့လူမိုက်တွေကိုလူမိုက်ပုံစံနဲ့ပဲဝင်ကြုံပြီးလမ်းပြရှာဖို့လုပ်ဝင်မှာတိုက်ခိုက်တာမလို့လာရော်နယ်ကတော့ဘယ်သူမှမသိအောင်ဝင်ဘယ်သူမှမသိအောင်ရှာပြီးဘယ်သူမှမတွေ့အောင်ပြထွက်လာမယ်ဆိုပြီးစိုင်ထဲဝင်လာခဲ့ပါတယ်အထဲမှာတော့စိုးပါမိုက်ပါဆိုတဲ့လူရန်ကြီးတွေပဲရှိနေရဖြစ်ပြီးလမ်းမှာတော့နက်စပွဲထိုးလေးတွေနဲ့တွေ့ပါတယ်နက်တဲ့ငယ်လေးလမ်းပြလို့ Eric လို့ခေါ်တဲ့လမ်းပြနက်တဲ့ငယ်စီရောက်လာခဲ့ပြီး Eric က Ronald ကိုဘရင်ကြည့်လို့နက်ခတ်သက်လို့နဲ့ဟိုပုတ်တီပုတ်လုပ်ပါတယ်နောက်တော့ Ronald တို့ကိုလမ်းပြဖို့ထွက်လာခဲ့ပါတယ်သူနဲ့စိုင်ထဲထွက်မယ်လို့တော့လူချမ်းတစ်ယောက်ကဒိုင်းမျိုးစင်ကိုတပွဲလောက်နွယ်ဖို့စိန်ခေါ်ပြီး Sandra ကလည်းလက်ခံပါတယ်ဒါမဲ့လည်းတိုက်ခိုက်မအောင်မလို့လာတဲ့ Ronald တို့လူမကြီးတာက Ronald ဘက်ကိုလှည့်လာခဲ့ပါတယ် Ronald ကိုကင်ပေါက်လာပြန်ကောက်လုံနေပြီးလှုပ်ချင်တိုင်းလုံနေချိန်မှာပဲဘော်ကယ်သားရဲ့တပ်ဖွဲ့ဝင်တွေရောက်လာပါတယ် Ronald တို့ရတဲ့ဖမ်းသွားဖို့လုပ်နေချိန်မှာပဲ Sandra ဘော်ကယ်သားတပ်သားတွေကိုဝင်တိုက်ခိုက်ပါတယ်အရက်ဆိုင်အမီလောက်နေပြီးဆက်တောင်မတိုက်ခိုက်တော့ပဲအဲကနေလုံးညောင်ထွက်ပြေးကြပါတယ်သူတို့နဲ့စစ်သူကြီးက Ronald လွတ်သွားတဲ့အကြောင်းဘော်ကယ်သားကြီးတတော်ဦးတင်ပြီးနောက်တဲ့စစ်တီတယောက်က Ronald ကိုကာကွယ်ပေးနေကြပြောတော့ဘော်ကယ်သားလည်းစစ်ကူတွေထပ်လို့ဖို့လုပ်ပါတယ်အဲ့အချိန်နတ်ကျုံးကိုဆက်လန်းလာတဲ့ Ronald တို့ကတော့ပုတ်တညွတ်တကောင်ရဲ့လမ်းပြမှုနဲ့ဝင်ကဘာကြီးကိုကြော်ဖြတ်နေရင်နတ်ကျုံးကိုရောက်လာခဲ့ကြပါတယ်နတ်ကျုံးကိတ်ရှိကိုရောက်လာခဲ့ပြီးလမ်းပြနဲ့တိုင်ကတကားပေါက်ကြီးကိုဖွင့်လိုက်ပါတယ်ဖြူစင်တဲ့စိတ်နှလုံးသားဇယိုက်လက်ခံတာရှိမှသာဖျက်လို့ရမှာပြီးတော့ကိုเจ้าကိုတည်ရ Ronald တို့ကဂိတ်ကမဝင်မဲ့အခြားလမ်းကနေပတ်ဝင်ဖို့လုပ်ပါတယ်ဒါမဲ့လည်းဂိတ်ကားစီပဲပြန်ရောက်သွားပြီးကြော်တကားကြီးကတစ်ထပ်ပြီးတစ်ထပ်ပြန်ပိတ်လာနေမျိုး Ronald တို့အုပ်စုလည်းလုံးနေအောင်ပြေးရပါတယ်ဒီလိုနဲ့အထဲကိုအောင်မြင်လာရောက်သွားခဲ့ပြီး Sandra Ronald ကိုစူငေါက်နေပါတယ် Ronald ကတော့စူငေါက်နေတဲ့ Sandra အထာကိုကြည့်ပြီး falling လက်သွားခဲ့ပါတယ် Ronald တို့ကဉာဏ်ပညာကျမ်းစာကိုရှိတဲ့နတ်တငယ်ကျောင်းဆောင်အမြင်တွေ့နေရဖြစ်ပြီး Ronald ကတော့အပေါ်တက်ယူဖို့လုပ်နေပါတယ်ဒါမဲ့လည်း Eric သာကြွက်တော်ဝင်ခွင့်မပေးတဲ့ဆူချတဲ့မျက်လုံးနဲ့ဂိမ်းဆောင်နေတဲ့အကြောင်းပတ်ပါတော့ Ronald လည်းအကျက်တွေ့နေပါတယ်ဇန်ဒရာကတော့အကျန်းနီးနဲ့ဝင်တိုက်ဖို့ညံဖြစ်နေပေမဲ့ Ronald ကတော့သူ့ရဲ့ကိုပြောက်စိန်နဲ့တယောက်ထဲဝင်ယူမယ်ဆိုပြီးလေကြီးလေကျန်နဲ့ကိုပြောက်စိန်ကိုသုံးပါတယ်ဒါမဲ့လည်းဘောတော်ထုတ်စာမလုံးတော့မလို့တကူလုံးပြောင်းနေပေမဲ့လည်းဘောထုတ်လေးကကျန်နေခဲ့ပါတယ်မတက်နိုင်တဲ့အဆုံးတော့ Ronald လည်းအဲ့တိုင်းပဲမျိုးစင်စီကိုချင်းကပ်လာခဲ့ပါတယ်ညံကောင်းတဲ့ Ronald ကတော့ဘောထုတ်လေးပေါ်နေပေမဲ့လည်းညံသုံးပြီးဂိမ်းဆောင်တွေကိုကြော်ဖက်လာခဲ့ရင်နောက်ဆုံးမှာမျှော်စင်ပေါ်ခက်ခက်ခဲတက်လာနိုင်ခဲ့ပါတယ်တွဲလောင်းနဲ့တက်လာခဲ့ရင်လက်သက်ငယ်တွေလှုပ်နေတဲ့နေရာစီရောက်လာခဲ့ပါတယ်ဒုက္ခမျိုးမျိုးကြော်ဖြတ်ပြီးနောက်ဆုံးမှာမျှော်စင်ထိတ်ဆုံးကဉာဏ်ပညာကျမ်းစာအုပ်ကြီးစီရောက်လာပါတယ်ခရင်ရဲ့ပိတ်မှန်ဆိုတဲ့ဆောင်ရွက်ကိုကျန်းစာတွေကနေဖြဲလာခဲ့ပြီးလမ်းမှာတော့ Ronald တယောက်လူမိပါတယ်ဒီလိုနဲ့တိုင်နေပတ်ရင်ပြေးထွက်လာခဲ့ကနောက်ဆုံးမှာတော့အောင်မြင်မှုနဲ့လွတ်မြောက်လာခဲ့ပါတယ်ညဘက်ရောက်တော့ Sandra ဘာဘီယန်နေကြောင်း Ronald ကိုမေးပါတယ် Ronald ကတော့သူတို့မျိုးတွေကသူ့ရဲ့ကောင်းမှုတွေဖြစ်ပြီးကဘာပေါ်မှာအင်အားကြီးဆုံးနေဖြစ်ကြောင်းပြောတော့ Sandra လည်းသူ့ကြောင်းပြောပြပါတယ် Sandra ကဒိုင်းပြုတ်စင်စီသားဖြစ်ပြီးသူတို့လူမျိုးစုမှာယုံကြည်မှုတစ်ခုရှိပါတယ်သူတို့ကိုတိုက်ခိုက်ရေးမှာအနိုင်ယူနိုင်တဲ့သူကိုလည်းလက်ထပ်ရတာဖြစ်ပြီး Sandra ခွန်အားကြီးလွန်းတာကြောင့်ဘယ်သူမှ Sandra ကိုအနိုင်မရပဲဖြစ်နေပါတယ်အဲ့ဒါကြောင့်သူတို့ဒေသနဲ့အဝေးမှာရှိတဲ့ခွန်အားကြီးလာတဲ့ဘာဘီယန်နေတာသူ့ကိုအနိုင်ယူနိုင်တာကိုသိရမလို့ယောက်ျားရှာဖို့ထွက်လာတာဖြစ်ကြောင်း Ronald ကိုမလိမ့်တပတ်နဲ့ပြောပြပါတယ်သူ့ကိုအနိုင်ယူနိုင်တဲ့ယောက်ျားအတွက်ဘာမှမဆိုလုပ်ပေးရမှာဖြစ်ကြောင်းလည်း Ronald ကိုပြောပြပါတယ် Ronald ကတော့အချင်းနဲ့ပတ်သက်ရင်ဘာမှမဆိုင်တဲ့ Sandra တို့ရဲ့တလွဲယူဆကြီးကိုမနှိမ့်မှုဖြစ်နေပြီးနှစ်ယောက်သားကတော့နှလုံးသားထဲမှာချစ်စိတ်လေးဖြစ်နေတော့သိထားမိခဲ့ကြပါတယ်အဲ့ချိန်မှာပဲဘော်ဂေသားရဲ့စစ်သားတို့က Ronald ကိုလာဖမ်းကြပါတယ် Sandra ကတော့ Ronald ကိုကယ်ရင်သူကိုယ်တိုင်ကတော့ဖမ်းခံလိုက်ရပါတယ်ဒီလိုနဲ့ Ronald တို့လည်းစစ်သားရဲ့စီကနေလုံးနေအောင်ပြေးနေရင်နောက်ဆုံးမှာလွတ်မြောက်လာခဲ့တာ Sandra ကတော့ဘော်ဂေသားစီဖမ်းခေါ်သွားခြင်းခံလိုက်ရပါတယ်ခဏကြာမှာတော့ Ronald တို့ကမိမတတရဲ့ဖမ်းဆီးကြီးခံလိုက်ရပါတယ်အဲ့ဒါကတော့မိမတွေပဲနေတဲ့အမေဆုံးဆိုတဲ့ဒေသဖြစ်ပြီး Ellie ဘက်ကတော့သူ့ဖြစ်ရှင်တဲ့အိမ်မက်တွေဖြစ်လာပြီဆိုပြီးပြောနေပါတယ်အမေဆုံးသူတို့က Ronald တို့ကိုဖမ်းခေါ်လာခဲ့ပြီးသူတို့ရဲ့ဘရင်မကြီးစီခေါ်ဆောင်လာပါတယ်အစပိုင်းမှာတော့ယောက်ျားမသိသေးကြပဲ Ellie ဘက်ပေါ်လိုက်မှာယောက်ျားမသိရတဲ့ Ronald တို့ကိုစားဖို့တောက်ဖို့ခေါ်သွားပါတယ်ဒါပေမဲ့လည်းအစာဖြစ်ရှင်တဲ့ Ellie ဘက်ကိုတော့ဘရင်မကြီးကမနှက်ပြန်အတွက်ဆိုပြီးခြံတာ Ronald တယောက်ပဲမိချောတအုပ်ကိုတယောက်ဖြစ်သွားပါတယ်
ဖန်ခံလာရတဲ့ဆန်ဒရာဘော်ဂေသာတရောက်လာခဲ့ပြီးဘော်ဂေသာနဲ့ဘိုင်ဝမ်ချရပါတယ်မာကျော်လာတဲ့ဝတ်စုံမကျော်နိုင်တာမျိုးဆန်ဒရာလည်းဘော်ဂေသာကိုရှုံးနေပြီးဖီမင်းရဘော်ဂေသာခိုင်းသမျှလောက်ရတော့မှာပဲဖြစ်ပါတယ်ဒီလိုနဲ့တကောက်ချိန်ရောက်တော့စားပြီးတောက်ပြီးလို့ပြန်လာတဲ့ရိုနေကခရိန်းတောက်ရှာပြီးဇန်နဝါနဲ့သူ့လူတွေကိုတွားခဲ့ဖို့ဒီကနေခိုးတော့ဖို့အယ်လီဘတ်ကိုလာပြောပါတယ်ညသားတော့မစားရသေးတဲ့အယ်လီဘတ်ကတော့သူ့အိမ်မှာဖြစ်တဲ့နေရာရောက်နေပြီဖြစ်ပြီးမစားမတော့ရနဲ့ပြန်မသွားနိုင်ကြောင်းပြောတော့ရိုနေနဲ့စကားတွေများနေပါတယ်လူနဲ့ရိုနယ်လည်းအယ်လီဘတ်ကိုထားခဲ့ပြီးအမေတော်ဒေတာကနေခိုးထွက်လာပါတယ်တငယ်ချင်းအတွက်စိတ်မလုံနေတဲ့အယ်လီဘတ်ခဏကြာမှသူ့ကိုယ်သူမလုံမလဲဖြစ်ပြီးသူ့တငယ်ချင်းစီလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ရှင်မှာပဲဘီယင်မကြီးအယ်လီဘတ်စီတိတ်တဆိတ်ရောက်လာခဲ့ပြီးမောင်လေးစားဆိုပြီးလိန်မော်သီးတွေအုံးသီးတွေထိုးကျွေးပေမဲ့အယ်လီဘတ်ကတော့တငယ်ချင်းစိတ်နဲ့မစားနိုင်တော့ပဲဘီယင်မကြီးကိုညင်းပက်ကအဲ့နေရာရင်ထွက်ပြေးလာခဲ့ပါတယ်လန်ဒန်နေရာရောက်မှာတော့လန်ပြအဲရီနဲ့တွေ့ခဲ့ပြီးရိုနယ်နောက်ကိုဆက်လိုက်လာခဲ့ပါတယ်ရိုနယ်ကတော့ခရင်းရဲ့ကူဝေးမန်စီရောက်လာဖြစ်ပြီးအထဲမှာတော့ပထမဆုံးဘာဘီယန်မျိုးစိတ်တွေရုပ်ထုတွေကိုတွေ့ခဲ့ရပါတယ်နောက်ဆုံးမှာတော့အထိုင်လိုက်ရုပ်ကြနေတဲ့ခရင်းရဲ့ရုပ်လောင်မြင်လိုက်ရပြီးရိုနယ်ကလက်ထဲကနှက်တာကိုသွားယူပါတယ်ဓာတ်ကိုရရနဲ့ရှောက်ခုန်နေရင်ဓာတ်ကတနေရာကိုရောက်သွားခဲ့ရလာကောက်တဲ့သူကတော့ဆန်ဒရာပဲဖြစ်ပြီးဆန်ဒရာဓာတ်ကိုနောက်ကောက်ရောက်လာတဲ့ဘော်ဂေသာစီအန်နေလိုက်ပါတယ်ရိုနယ်ဗိမ့်မှန်လာမယ်ဆိုတော့လဲဆန်ဒရာပဲသတင်းပေးလိုက်တာဖြစ်ပြီးရိုနယ်ဖန်းခံလာတဲ့ဆန်ဒရာကြောင့်ပဲဖြစ်ပါတယ်ဒုနဲ့ဘော်ဂေသာရိုနယ်ကိုမော်တာကြီးစီခေါ်လာခဲ့ပြီးသွေးကိုဖောက်စေပါတယ်တကယ်တော့ခရင်းရဲ့သားတော်ရီစီကနေခရင်းရဲ့သွေးကိုခွက်တစ်ခုနဲ့ဆုသွားတာဖြစ်ပြီးသွေးနဲ့ရိပ်ပူသွားတာနှက်ဆိုးစာကိုပြန်လဲအသက်သွင်းမှုဖြစ်ပါတယ်ဒီတစ်ခါမှာတော့သွေးရပြေးသွားပြီဖြစ်လို့အစီအမံအထိုက်မှပြီဖြစ်ပြီးစာလည်းပြန်လဲနှူထားလာပါတယ်အဲ့ချိန်အယ်လီဘန်နဲ့အဲရစ်ကတော့စစ်သားရောက်ဆောင်ပြီးသူ့တငယ်ချင်းကိုကူဖို့ခိုးကြောက်ခိုးဝဲနဲ့ဝင်လာပါတယ်ရိုနယ်ဒိုကတော့ရေပူစော်ခံမှုရေကုန်းပေါ်တက်လာနေကြပြီဖြစ်ပြီးစစ်သားရောက်ဆောင်လာတဲ့အယ်လီဘန်ကရိုနယ်ကိုဓာတ်ဘက်မှာလည်းလာမေးပါတယ်နောက်တော့ဓာတ်ကိုသွားမှလာခဲ့ပြီးဘာဘီရီယန်တို့စီပြေးတက်လာပါတယ်အဲ့အချိန်ဘော်ဂေဇာကတော့ရေသွေးကိုတောက်သုံးဖို့လုပ်နေတာဖြစ်ပြီးအယ်လီဘတ်ကတော့ရိုနယ်ကိုလက်ထိတ်မြန်ဖြုတ်ပေးပြီးဓာတ်ကိုပေးခဲ့ပါတယ်ရိုနယ်ကတော့စစ်သူကြီးကိုဓာတ်နဲ့ခုတ်ဖို့ကြိုးစားရမယ်ဓာတ်ကအနောက်ကတိုင်အောင်ပဲခုတ်ပြီးသွားပါတယ်လူနဲ့တိုင်တွေကအဆင့်ဆင့်လဲကုန်ပြီးဘာဘီယန်တို့လည်းလွတ်ကုန်ကြတာဒီတစ်ခါတော်လဲဖြစ်ရတဲ့ရိုနယ်အမအမှန်ဖြစ်သွားခဲ့ပါတယ်ဘာဘီယန်တို့ကတော့ထားလာတဲ့တောင်ကျမ်းကုန်ပြီးဘော်ဂေဇာဒိုင်းပြုတ်မယ်ကိုဘာဘီယန်တို့တိုက်ခိုက်စီပါတယ်ဒါပေမဲ့လည်းရိုနယ်နဲ့ရင်တွေးခဲ့ပြီးရိုနယ်နဲ့ပဲတိုက်ရင်ခိုက်ရင်ရိုနယ်ကအချစ်တွေနဲ့ချုံလာလိုက်တော့ဒိုင်းပြုတ်မယ်လည်းစီးလေးပေါင်းတွေချိုးပြီးရိုနယ်ဘက်ကိုပြန်ပါလာပါတယ်ဘော်ဂေဇာကတော့ရေသွေးကိုမြင်သက်သုံးလိုက်ပြီးဇာဟာဘော်ဂေဇာခန္ဓာကိုယ်လည်းပြန်လဲအသက်ဝင်လာပါတယ်အဲနောက်တော့ဘော်ဂေဇာနှက်ဆိုးစာအနေနဲ့ပြန်လဲနှိုးထားလာပါတယ်ပြန်လဲနှိုးထားလာလဲဇာရဲ့နဖူးထိမှာခရိန်းထိုးထားတဲ့ဓာမောက်ရရှိနေပြီးရိုနယ်ကအဲညရောပဲသူ့ဓာနဲ့ထိုးဆိုင်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အနီနာကဒိုင်နိုငတ်တကောင်ကိုစီးပြီးဇာရဲ့ခေါင်းပေါ်ကူနဲ့သွားကငယ်ထိတ်ကိုထိုးဖို့လုပ်ပါတယ်အားလုံးကဝိုင်းကြည့်နေချိန်မှာပဲရိုနယ်ကတော်လဲလုံးမိပြန်ကဓာကပြုတ်ကျသွားပြီးဆန်ဒရာရဲ့လက်ထဲရောက်သွားခဲ့ပြန်ပါတယ်ဒိုင်းမြို့မယ်ဇာစီမခတာတော့တာမလို့ဆန်ဒရာကိုဖမ်းခေါ်သွားချိန်ရိုနယ်လည်းလိုက်သွားခဲ့ပါတယ်ဘာဘီယန်တို့လည်းဇာကိုထားလိုက်ကြပြီးအာရုံလွှဲထားချိန်ရိုနယ်ကတော့ဓာတ်အောက်ကန်ဆွဲပြီးနှစ်ဖူးကိုပြေးတက်သွားပါတယ်နောက်တော့အုပ်ထားတဲ့အဖိုးကိုအကုန်ခွာပြီးငယ်ထဲကိုထိုးချလိုက်တော့ဇာဟာပောက်ကွယ်သွားပြီးရိုနယ်ကနိုင်ရသွားခဲ့ပါတယ်အားလုံးကတော့သူရေကောင်းစံပေါက်နေတဲ့ရိုနယ်ကိုတေးပြီးထင်တဲ့ရစ်တွေပါလုံနေချင်းပါပဲခနေကတော့6တဟိုးနဲ့ပြန်လို့ထလာပါတယ်ဇန်နဝါလည်းမပြောမဆိုနဲ့အားလုံးရှိမှကောက်နေလိုက်ပြီးရိုနယ်လည်းဆော့ရဘာဘီယန်တို့လည်းလွတ်လပ်သွားခဲ့ပြီးဇလန်လေးလည်းပြီးဆုံးသွားပါတယ်